အစဉ်ပြေလာလို့တောင်တစ်ခါမှမေးပေါ်မရတဲ့သူတွေအတွက်ကိုယ့်ဘက်ကအမြဲအသင်ရှိနေပေးရတာကိုနောင်တလို့တော့ခေါင်းစဉ်မတက်တော့ပေးဆက်မှုတိုင်းအတွက်ဘာတစ်ခုမှပြန်မရရင်တောင်မှသင်ငန်းစာတော့အလိုလိုရပြီးသားပါကိုယ်အစဉ်မပြေတာလွဲလို့အားလုံးကိုအစဉ်ပြေစေခြင်းခဲ့ကိုမပြောတာလွဲလို့အားလုံးကိုပျော်ရွှင်စေခြင်းခဲ့တာပါအရာရာအလျှော့ပေးလွန်းလို့ထင်ပါရဲ့လူတကာအမြဲအနိုင်လိုချင်နေကြတာအမုံမပေးခြင်းမူဒါကြောင့်ပေးလက်စနဲ့အရှုံးပေးထားတာထီးလေးတစ်ချောင်းဟာလူတစ်ယောက်ကိုအရေးပေးဖို့အတွက်သူကိုယ်တိုင်နေဘူးတန်းကိုအရင်ခံလိုက်တယ်ဖနက်ကလေးတရံဟာလူတစ်ယောက်ကိုတန့်ရှင်းမစေဖို့အတွက်သူကိုယ်တိုင်အညစ်အကြေးအပေကျန်းရွှေငါးလေးတွေကလူတွေအလှကြည့်ဖို့အတွက်မှန်လောင်အိမ်ထဲမှာမွန်းကျက်စွာနေရကိုယ့်အဖြစ်ကထီးတစ်ချောင်းလိုဖနက်လေးတရံလိုမှန်လောင်အိမ်ထဲကရွှေငါးလေးလိုကိုယ့်အဖြစ်ကအဲ့ဒီလိုမျိုးတန်းနိုင်သလောက်ပေးဆက်မယ်အမြဲတမ်းတော့တာဝန်မယူနိုင်တော့တစ်ဖက်လူကိုကြည့်ပြီးတန်ရာပဲဆက်ဆံတော့မယ်ဟန်ဆောင်ပြီးတော့မပြုံးပြတော့အဝေးကြီးကိုလှမ်းမငေးတော့ကိုယ့်ဘဝနဲ့မအပ်ဆက်တဲ့မျောလင်းချက်တွေကကလေးတယောက်ရဲ့စုဘူးလိုပဲအချိန်မတန်ခင်ခွဲရတာများတယ်ကိုသိလိုက်ပါပြီနောက်ဆိုရင်ကိုနေရက်တရားဖက်လက်ဆစာအုပ်တွေနဲ့ပဲနေပြောတယ်ဝေဒနာရှိတိုင်းလည်းမကူစားကျင်တော့တချို့တန်ရာတွေကရင်းကျက်ဖို့အတွက်လိုအပ်တယ်လေအမှန်ပြောရရင်တော့ဘသူ့ကိုမှစိတ်မနာရဘူးစေတနာတွေရေစည်းကမ်းပြိုခဲ့ဘူးတဲ့ကိုယ့်ရဲ့မေတ္တာတွေကိုပဲပြန်ပြီးတော့အား